မင်းအလုံးလုံးမယ်ဆိုရင်တော့အလော30မလုံးနဲ့ကွာအထူးသဖြင့်အသက်မွေးဝမ်းကြောင်းအလုပ်ကိုရွေးတော့မယ်ဆိုတော့မင်းစဉ်းစားစားသေးသေးချာချာကိုစဉ်းစားရွေးမှရမှာနော်လူတွေအသိကြီးရတယ်သိလားမင်း6လတစ်နှစ်ဝိမဲ့လုံကြီးလေးကိုခါရရွေးဝယ်ပြီးဆိုတော့တခါတည်းရွေးတော့တာပဲအစင်လေးကကောင်းရင်လားအသွေးလေးကကောင်းရင်လားအသားလေးကကောင်းရင်လားဘာလားညာလားပေါ့သိသေးချာချာရွေးတာနော်အေးဒီမှာလုံကြီးအရွေးမားလို့တော့ဘာဒုက္ခမှမရောက်ဘူးကွာအသက်မွေးဝမ်းကြောင်းအလုပ်ကိုရွေးမားပြီဆိုရင်တော့စွာပြီဆက်လုံးကိုလောက်ခရောက်တော့တာပဲဟေး ဒါပေမဲ့သမင်းစားဖို့အလုပ်တစ်ခုကလောက်ရမှာမဟုတ်လား အဲ့ဒီစိတ်ကူးမျိုးကတော့တော်တော်လေးကိုသနာပြကောင်းတဲ့စိတ်မင်းလူတယောက်ဟာသမင်းစားယုံတော့ပဲရည်ရွယ်ပြီးတော့လှုပ်တယ်ဆိုရင်တော့ဘယ်လိုလှုပ်ပြီးတော့မင်းတိုးတက်နိုင်မလဲဘယ်လိုလှုပ်ပြီးတော့ထူးချွန်နိုင်မလဲဘယ်လိုလှုပ်ပြီးတော့အများဆုံးထွက်နိုင်မလဲကွာမောင်ရင်တော့အဲ့လိုရည်ရွယ်ချက်မျိုးနဲ့ငွေကင်စေးလှုပ်တယ်မလားဘယ်မှာတိုးတက်လို့လို့ဟင်ဒီမှာကိုတစ်သက်လုံးလုံးမဲ့အလုပ်ဆိုတာကကိုနဲ့ကြိုက်ညီရလားဆိုတာစဉ်းစားရတယ်ဟာ ဒါဆိုကိုယ်ဝါသနာကိုအရင်ခံပြီးစဉ်းစားရမယ်လို့ပြောတာ အဲ့ဒါလည်းမဟုတ်သေးဘူးကွာဝါသနာတစ်ခုတည်းကိုအဲ့ဒီပုံမှာမူတည်ပြီးတော့ရွေးလို့လည်းမရသေးဘူးကွာဝါသနာဆိုတာတော့တော်တော်လေးအဆန်းသားပဲကွာကိုယ်ဒုက္ခပေးမဲ့ဝါသနာမျိုးတော့လည်းရှိတယ်လေကွာအကိယထိုးတာတော့ဘာလို့ပေါ့ကွာအဲ့ဒီအကိယကြီးထိုးပြီးတော့အသက်မွေးဝမ်းကြောင်းလုပ်လို့မရဘူးကွာအဲလောင်းနာစားတာဝါသနာပါရင်လည်းအဲ့ဒါလည်းမလွယ်ဘူးဟာ ဟောဒါဆိုလို့ရှိရင်ကိုကျွမ်းကျင်တဲ့အလုပ်ကိုလုံနိုင်တဲ့အလုပ်ကိုရွေးရမယ်ဆိုတဲ့ပေါ့ မဟုတ်သေးဘူးကွာမဟုတ်သေးဘူးမဟုတ်ကျွမ်းကျင်နိုင်တဲ့အောင်မြင်တာမဟုတ်ဘူးကွာဥပမာကွာမင်းကောလိပ်ကျောင်းသားဘဝမှာသေသင်းနဲ့ဝင်ပြီးတော့ခါလေလော်လေးကျင့်ထားလို့နော်အဲကျွမ်းကျင်တယ်ဆိုတော့ကွာအဲကောလိပ်ကျောင်းကလည်းထွက်ရောဟေးငါလေလော်ကျွမ်းကျင်တယ်ကွာဆိုတော့လေလော်စားလို့သင်တော်ပါမလားကွာချီတရားကြီးဖြစ်နေမှာပေါ့မဟုတ်လားကွာဘုမကျဲ ကျွန်တော်ဘာလို့ပါ ဒီမော်ဒမဲမင်းငါပြောနေသေးတယ်တော့နံပါတ်1လူတရားမှာတယောက်ဆိုလို့နော်ဟန်ကြပန်ကြဖြစ်ခဲတဲ့နော်အောင်မြင်ခဲ့တဲ့အနုပညာလုံးငါတို့မရွေးချယ်အောင်ဟုတ်လားဟိုပိုက်စကုတ်မင်းသားတို့ဇာရေးဆရာတို့ဂီတသမားတို့အဲ့ဒါတွေပေါ့ဝါစားတွေစားတွေအဲ့ဒါတွေအောင်မြင်တော့တိတ်ကောင်းတာပေါ့မအောင်မြင်တော့စရောဆိုညောပြီးရေစုံညောလေဟုတ်တယ်မလားနော်အေးဒီမှာနှစ်အသက်မွေးဝမ်းကြောင်းကိုလုံးတော့မယ်ရှိလားနဲ့နှစ်နဲ့ချီပြီးတော့စဉ်းစားလေးလာပြီးတော့မှဆုံးဖြတ်နံပါတ်3မင်းဘေးရင်ကိခန့်ရတော့မင်းသွားမလုပ်လိမ့်နဲ့မှားတော့မှာပဲနော်ဘေးရင်ဆရာတွေကိုလိုက်ကွာဘယ်နဲ့ခတ်တွေဘယ်တားတွေဘယ်နေရာမှာဘယ်လိုရောက်နေလို့သူတို့ဘေးရင်ဆရာဖြစ်လာတယ်ဆိုတော့မတွန်းမိတဲ့ဘေးရင်ဆရာတွေများတယ်ဟာအေးနံပါတ်4ကွာနော်လူတယောက်ဆိုတာကအလုံးတစ်ခုထဲမှာငါစင့်တော်တယ်လို့အဲ့လိုမအောင်မရလူဆိုတာအလုပ်တွေအများကြီးလုပ်လို့ရတာပဲ3-4မျိုးလုပ်လို့ရတာပဲမင်းတော့ကြည့်ပါလားမင်းဝစားလေးလျှော်ရပြီထမင်းတော့ချက်တန်နေပြီမဟုတ်ဘူးလားနံပါတ်5အဲ့ဒီအသမွေးပွားကြောင်းကိုရွေးပြီးပြီဆိုရင်ဟုတ်လားဒီလုပ်ငန်းနဲ့ပတ်သက်တဲ့ဒီပညာရှိပါရဂူနော်ဝါရင်တဲ့ပုံကိုယ်တွေသူတို့ချီမှာသွားပြီးတော့လေးလာသိဖို့ရတယ်ပြီးတော့အကြံဉာဏ်ကောင်းတွေတောင်းဆိုရတယ်အဲ့တော့မှမချစ်ရေမင်းအဲ့ဒီအချိန်5ချက်ကိုတည်တည်ချာချာအချိန်ယူပြီးတော့စဉ်းစားပြီးမှဆုံးဖြတ်ပြီးတော့